နာရိတ်ကမိဖို့ချောင်းစွန်ကွေပန်လို့ရှာလက်ဖက်ရည်ချမ်းလေးဖြူစင်စွာတီလက်ဖက်ရည်ချမ်းလေးဖြူစင်စွာတီအိမ်မှုကိစ္စနိုင်နေနဲ့လက်ရစကားနူးညံ့စွာပြောဆိုတတ်တဲ့နှလုံးသားမိဘနဲ့နှစ်ပါးကိုယိုသေးတဲ့အသွင်ရှာပုံတော်ဖွင့်မဲ့ငါရဲ့ခီးစဉ်အမေချွေးမရှာပုံတော်စားပြီးခွဲတော်လေးဝင်နေမိပတိရလို့ပဲအေးချမ်းတဲ့သွေးယောက်ျားတွေနဲ့ရှုပ်တာဝေးမြတ်တာပြင်းတဲ့ပြူစုရှောင်းမဲ့သူငါဘဝရဲ့ဖို့တန်ရတနာအမေရဲ့ရှင်ခွင်မှာနှွေးထွေးစွာနေပါနှွေးထွေးစွာနေပါစကားဆိုရဝဲနူးညံ့သိမ်မွေ့စွာမျက်နှာထားကအေးချမ်းလှပြေဝန်းလိုပါအသက်ကြီးသူကိုယိုသေးတတ်တဲ့အမှုအရာမာယာကင်းတဲ့စိတ်ထားဖြူစင်စွာယောက်ျားမိန်းမကိစ္စတွေရှုပ်ထွေးမှုမရှိတဲ့မတ်တဲ့ဘဝဖြောင်းမတ်တဲ့စိတ်ရှိအဲ့ဒီလိုမိန်းကလေးငါတန်းတမီအမေချွေးမရှာပုံတော့စားပြီးခွဲတော်လေးဝင်နေမိပတိရလို့ပဲအေးချမ်းတဲ့သွေးယောက်ျားတွေနဲ့ရှုပ်တာဝေးမြတ်တာပြင်းတဲ့ပြူစုရှောင်းမဲ့သူငါဘဝရဲ့ဖို့တန်ရတနာအမေရဲ့ရှင်ခွင်မှာနှွေးထွေးစွာနေပါနှွေးထွေးစွာနေပါပန်းပန်းရှင်လဲခချေလို့သေးစကားပြောလျင်လဲပြာရည်လို့ချိုးအမေရဲ့နာမှာအမြဲရှိနေငါရဲ့ကံကြမ္မာရှင်မင်းသမီးလေးအမေချွေးမရှာပုံတော့စားပြီးခွဲတော်လေးဝင်နေမိပတိရလို့ပဲအေးချမ်းတဲ့သွေးယောက်ျားတွေနဲ့ရှုပ်တာဝေးမြတ်တာပြင်းတဲ့ပြူစုရှောင်းမဲ့သူငါဘဝရဲ့ဖို့တန်ရတနာအမေရဲ့ရှင်ခွင်မှာနှွေးထွေးစွာနေပါနှွေးထွေးစွာနေပါအမေချွေးမရှာပုံတော့နေစွာ